အသားဝယ်ဖို့ကြက်တကောင်ကိုတည်သွားပေမဲ့သူ့မှာငွေမရှိပေထို့နောက်ဘေဒင်ဆရာကလူတွေကိုလှည့်စားနေတာတတိထားမိလာသည်အခြားလူသည်အံ့ဩသွားသည်ငွေရှင်းခါနီးတွင်မင်းအိမ်မီးလောင်နိုင်တယ်ဟုတတိပေးလိုက်သည်ထိုလူသည်မယုံပေမဲ့အိမ်ပြန်သွားသည်ဘေဒင်ဆရာကဒေါသထွက်နေသည်ဒီလူကစီကန်းတွေကိုသိရလားဟုမေးသည်မင်းသားကမသိဘူးဟုပြန်ဖြေသည်ဘေဒင်ဆရာကမင်းမသိဘဲနဲ့လိုက်ပြောနေရဟုဆိုသည်မင်းသားကတကယ်ပြောတာငါမှန်ကိုပြောနေတာဟုပြန်ပြောသည်ဘေဒင်ဆရာကသူ့စကားကိုမယုံကြည်ပေချက်အတွက်အသားရရန်စောင့်ကြည့်ဖို့သဘောတူကြသည်မင်းသားကလောင်းကျိထက်ရန်အဆိုပြုသည်ဘေဒင်ဆရာကငါရှုံးရင်မင်းကိုဒင်းကား10ပြားပေးမယ်မင်းရှုံးရင်ကြက်ပေးဟုဆိုသည်ကြက်ကလက်ဖြန့်ပြေးလို့မင်းသားကပြန်ဖမ်းထားသည်ကြက်သည်ပထမဆုံးအကြိမ်ကာကွယ်ပေးခြင်းကိုခံစားရသည်မကြာမီထိုလူသည်အပြေးလွှားရောက်လာပြီးသူ့ရှေ့တွင်ဒူးထောက်ကတတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မဟုတ်ရင်အမေကြီးကိုတောင်ထဲမှာမိတင်သွားမှာပါဟုပြောပြီးအသားတွေပေးသည်နောက်ဆုံးတွင်ကြက်စားရန်အသားရှိလာသည်ဘေဒင်ဆရာကဒင်းကား10ပြားတွန်းဆုပ်စွာပေးပြီးသူ၏ကံကြမ္မာကိုဖတ်ခိုင်းသည်ဒီနေ့မင်းတွေးထွက်တန်ရိုးမတော်တဆဖြစ်လိမ့်မယ်ဟုဖြေသည်ဘေဒင်ဆရာအိမ်ပြန်သွားသောအခါတကယ်ပဲသူ့ဇနီးရိုက်နှက်တာခံရတော့သည်